တောင်းတာ၄သိန်းဘေးကကျွန်တော်နှစ်ဆပို့ပေးမယ်ဗျာ ဟာငါလည်းသူများပဲဆောင်လကားလိုချင်တဲ့ကောင်မဟုတ်ဘူးရောမင်းကောင်နှစ်ဆပေးအကောင်မင်းရှင်းမှာတစ်ချက်ပို့ရိုက်ပြမယ်မင်းရှင်းလားမင်းကဆွဲထိုးပြီးတော့မယ်နော်ဟဲ့ ဘေးရတမျိုးဗျာဘာဖြစ်နေရလဲဗျာ ဘာပြရမှာလဲမင်းကခေါ်လာဘယ်လောက်ကြာပြီမင်းကအချိန်ကိုဖြုံးနေတာနော် ဒီမှာဘေးကိုဘသူကအားရခေါ်มาလဲဗျာဒီမှာအဲ့ကောင်ကျွန်တော်ပေါ့ကြိုက်တာ၄ကရှိပြီဗျာအဲ့ကောင်ဒီနေ့ဒီလန့်လာမကျင်းသေးတယ်ဒီမှာကျွန်တော်ရှင်းမှာအဲ့ကောင်ခေါ်ပြီးတော့ပါရိုက်ပြရင်ဘေးကျွန်တော်စီကတောင်းတာ၄သိန်းဘေးကကျွန်တော်နှစ်ဆပို့ပေးမယ်ဗျာ ဟာငါလည်းသူများပဲဆောင်လကားလိုချင်တဲ့ကောင်မဟုတ်ဘူးရောမင်းကောင်နှစ်ဆပေးအကောင်မင်းရှင်းမှာတစ်ချက်ပို့ရိုက်ပြမယ်မင်းရှင်းလား ကြိုက်တယ် ဘာလဲအကောင်လား ဘေးမဟုတ်ဘူးဘေးမဟုတ်ဘူးအဲ့ကောင်မဟုတ်ဘူးဘေးအဲ့ကောင်မဟုတ်ဘူးဟာအဲ့ကောင်မဟုတ်ဘူးဘေးမလုံနဲ့အဲ့ကောင်မဟုတ်ဘူး ဟာလက်တွေရှားနေပြီနော် သိတယ်ဘေးစိတ်ဆို ဘာလဲဒီကောင်လား ဘေးမဟုတ်ဘူးဘေးမဟုတ်ဘူးအဲ့ကောင်လည်းမဟုတ်ဘူးဘေးဘလို့ပြနေရလဲဗျာဘေးရတယ် ငါလက်တွေရမ်းရှားနေပြီနော်မင်း ကျွန်တော်ပြောမယ်ကျွန်တော်ဖြဲသွားတာကိုတွေ့ကျွန်တော်ပြောမယ်လို့ပြောပြီးသွားရင်မဟုတ်ဘူးလား ဟော ကျွန်တော်ပြမယ်အကောင်ဟုတ်ပြီလား ဟုတ်ပြီကွာ ဟာဘေးဟိုမှာလာနေပြီဟိုမှာလာအကောင်နေပဲဟိုးနောက်ကကောင်ဟာလား ဘေးဘာမှလဲဘယ်သူမှမရှိပါ ဟိုမှာလေကွာကားပေးလေးကိုတို့ကိုယ်ဝင်သွားတယ်ကောင်ကွာ ဘေးဘိုင်းရှော့ပြောနေရလေတရားမှမရှိပါဘူးဗျာတလန်တော့မှအကောင်နေအုပ်ပဲရှိရတယ်ဗျာဘေးရမတော်ဟိုမှာအကောင်နေအုပ်လိုက်မတွေ့ဘူးလား မင်းတော့တယောက်တည်းလာမှာသူ ဟာကျွန်တော်နဲ့ပြစ်တာတော့တယောက်တည်းလေဗျာအကောင်ဘေးနာကောင်နဲ့သူ့ရဲ့တပည့်တွေဗျာ အဲ့ဆိုပြန်လွတ်လိုက်တယ်ကွာ What the fuck bro ဟာပြန်လို့မရဘူးလေဗျာပြန်လို့ရမှာကျွန်တော်အကောင်နဲ့ဘိုင်ဝဲရှင်းလိုက်မှာဘယ်ရလေဒီမှာကျွန်တော်ပြပါမယ်အကောင်ဘေးနာကောင်ဘေးတွေ့ တွေ့ အဲ့ကောင်ဆိုရင်ဓာတ်တစ်ချောင်းနဲ့လူ၄ယောက်တခါတည်းတက်ပြစ်တာပြီးတော့ဟိုဘက်တောက်ဆောင်အောင်တွေ့လား ဟေးတွေ့ အဲ့ကောင်ဆိုရင်ဒီကောင်ထင်းခွင်းနေတော့မှာအဲ့ကောင်ဘူးရှူရှူရလို့ဆိုပြီးတော့ပစိန်နဲ့လှမ်းပြတာလေဘင်းမှာဟက်တက်ကြီးတက်လား ဟုတ် ပြီးတော့အဲ့ကောင်ရဲ့အနောက်ကောင်တွေ့လား တွေ့ အဲ့ကောင်ဆိုရင်ဒီသားစု3ယောက်ဒီပြိုင်ထဲမှာရင်းနေပြီးတက်ပြစ်တာဟုတ်တယ်ဗျဒီမှာအဲ့ကောင်ရဲ့တပည့်တောင်အဲ့လောက်ထိကြမ်းနေမှာတော့အဲ့ကောင်ဆရာဆိုဘယ်လောက်ကြမ်းမလဲဆိုတော့ဘေးဘေးစဉ်းစားကြီးကျွန်တော်ကြားဘူးတာတော့နော်ဖက်နဲ့ကြိုင်းတော့လူသေးလို့ကျွန်တော်ကြားဘူးတယ် ဟာ ဟုတ်တယ်ဗျ အဲ့ကောင်လေးပေါ့ ဟုတ်တယ်လို့ ခေါ်လိုက်လေကွာ ခေါ်လိုက်မယ်နော်ရောင်ဒေးကျွန်တော်လာရဲ့ဘာလဲ ဘာမှလဲဟာဟဲ့လူခဏအဲ့ဒါဘာဖြစ်လာလဲဗျ ဘာဖြစ်လို့လဲကွာ ဟာဟဲ့လူခဏ ဟေ့မစောက်ဖို့လေပြောမယ်မင်းကငါ့ကိုခေါ်တာဘာကိစ္စလဲ အော်ကိုဟိုကလေဟိုဒီဘက်လေဒီ ဒီဘက်ဘာဖြစ်လဲ အော်ဟိုဒီဘက်လေပိုလီယိုဖြစ်နေလို့ကျွန်တော်ဆေးဖို့လေးနည်းနည်းတော့ပေးပါလားဗျ ဘာဆေးဖို့ဟုတ်လား ဟုတ်ကို ဆေးဖို့တော့မရဘူး ဟာ အမေပြန်ဟာ ဘာလဲငါနေပြောဟုတ်တာ တိတ်နေပါအမေဟာအမေကတားတဲ့သူကကြာပြီ